ဒီကောင်လေးကတော့မတော်တဆလက်ကိုဓာတ်ရှမိသွားခဲ့ပေမဲ့နောက်စက္ကန့်ပိုင်းမှာပဲဒဏ်ရာကသူ့လိုပြန်ကျသွားခဲ့ပါတယ်။မကြခင်မှာပဲသူဟာမီးပူလောင်တဲ့ဒဏ်ကိုပါကိုခံနိုင်စွမ်းရှိတယ်ဆိုတာကိုသိလိုက်ရပါတယ်။ကျောင်းရောက်တော့လူမိုက်တယောက်ကသူ့ကိုလာကန်ပေမဲ့ထူးဆန်းစွာပဲအကန်ခံရတဲ့ကောင်လေးကဘာမှမဖြစ်ပဲကန်တဲ့သူကသာထိခိုက်ဒဏ်ရာရသွားခဲ့ပါတယ်။အဲ့ဒီနောက်လူမိုက်ကကောင်လေးရဲ့မျက်နှာကိုထိုးလိုက်ပြန်ပါတယ်။ဒီတစ်ခါလဲကောင်လေးကဘာမှမဖြစ်ပေမဲ့ထိုးလိုက်တဲ့လူမိုက်ရဲ့နှာခေါင်းကနေအကြောင်းရင်းမရှိပဲသွေးတွေပန်းထွက်လာခဲ့ပါတယ်။အဲ့ဒီအခါမှာတော့အညိုးထားသွားတဲ့လူမိုက်ကညဘက်ကောင်လေးစပိန်စီပြီးအိမ်ပြန်လာချိန်မှာသူ့တငယ်ချင်းတွေနဲ့အတူကားနဲ့လိုက်တိုက်ပါတော့တယ်။ကောင်လေးလဲလန့်ပြီးအမြန်နှင်းပေမဲ့ကားကအရှိန်တင်ပြီးဝင်တိုက်ပစ်လိုက်ပါတယ်။ဒါပေမဲ့အံ့ဩစရာကောင်းတာကကောင်လေးကလုံးဝဘာမှမဖြစ်ပဲကားမောင်းတဲ့သူကသာပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ပါတယ်။ဒီကောင်လေးကိုတက်လို့မရမှန်းသိသွားတဲ့လူမိုက်တွေဟာသူ့အိမ်ကိုမီးရှို့ဖို့ကြံစီကြပါတော့တယ်။သူတို့ဟာကောင်လေးနေတဲ့ယာယီအိမ်တွဲကားလေးရဲ့အောက်ခြေကိုတန်ကြိုးတွေနဲ့ချီပြီးကားနဲ့ဆွဲလိုက်ကြပါတယ်။အဲ့ဒီအချိန်ကောင်လေးရဲ့အမေကအိမ်ထဲမှာအိပ်ပျော်နေခဲ့တာပါ။ကားနဲ့ဆွဲလိုက်တဲ့အတွက် gas pipe ပေါက်ထွက်ပြီးအိမ်လေးဟာပောက်ကွဲသွားပါတော့တယ်။အပြင်ကနေတော့ခတ်ခံထားရတဲ့အတွက်အမေဖြစ်သူဟာထွက်ပြေးလို့မရခဲ့ပါဘူး။ကောင်လေးကမီးလောင်နေတဲ့အိမ်ထဲကိုအပြေးလွှားဝင်ပြီးအမေဖြစ်သူကိုကယ်ထုတ်ဖို့ကြိုးစားခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပြီးအမေဖြစ်သူသေဆုံးသွားခဲ့ရပါတယ်။ဒီအဖြစ်အပျက်ကြောင့်ကောင်လေးဟာအကြမ်းဆုံးကလဲစားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်နေ့မှာလူမိုက်တွေမြစ်ထဲမှာရေကူးနေကြပါတယ်။ကောင်လေးကသူတို့ကိုမတိမတာနောက်ယောင်ခံလိုက်လာခဲ့တာပါ။အဲ့ဒီနောက်ကောင်လေးဟာကုန်းပေါ်မှာချွတ်ထားတဲ့လူမိုက်တယောက်ရဲ့အင်ဂျီကိုယူပြီးသူ့ရဲ့ကိုယ်ပိုင်လက်ဘင်းမှာတင်းကျပ်နေအောင်ရစ်ပတ်လိုက်ပါတယ်။အဲ့ဒီအခါမှာတော့မြစ်ထဲမှာရေကူးနေတဲ့လူမိုက်ဟာရုတ်တရက်အသက်ရှူမဝတော့ပဲလက်ဘင်းအပ်ပြီးရေမွန်းလာပါတော့တယ်။တငယ်ချင်းတွေကအမြန်ဝိုင်းခဲ့ပေမဲ့ကုန်းပေါ်ရောက်ချိန်မှာတော့အသက်မရှူတော့ပါဘူး။ဒါပေမဲ့ကောင်လေးရဲ့ကလဲစားချေမှုကဒီလောက်နဲ့မပြီးသေးပါဘူး